ဒီနေ့ဆက်လက်ပြီးတော့လေ့လာမှာတော့ရွှေကျန်းစစ်စာအပိုက်ထဲပါမောင်းနေ GF DF မောင်းနေမှာနောက်တစ်ခုပါလေ DA မောင်းနေပြီးတော့လက်ကလေး ဒီယူတစ်လုံးနဲ့ပြီးတော့ဒီဘဲလက်ညှိုးနဲ့လက်မနဲ့ခတ်တာပေါ့ညာလက်တချို့လေးရကြတယ်ပြီးတော့ဘူးနောင်ပေါ့ဖြောင်းတော့DC ပေါ့အဲ့တော့ပြန်ကြည့်ကြည့်မယ်အဲ့လိုလေးပါအရင်ကဟာနဲ့ဆို